အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇွဲပဲဖြစ်ပါတယ်ဒီနေ့မှာတော့ 1+1 speak keyboard space ဆိုတဲ့ game လေးကိုကျွန်တော်ဆောင်းမှာပဲဖြစ်ပါတယ်ကဲစကားတွေများနေပဲနဲ့ဗီဒီယိုလေးကိုစားလိုက်အောင်ကဲအခုကျွန်တော်ကတော့ဒီလောက်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခဏလောက်ပဲဖြည်းဖြည်းကျွန်တော်တို့ fan ရမှာဖြစ်ပါတယ်fan ရမယ်ဆိုတော့ကျွန်တော်အပြင်ကိုစမ်းပြီးတော့ထွက်ကြည့်ပါမယ်ခုံးရမှာခုံးမယ်ခုံးကွာခုံးဟာတီးသွားရပါတော့အဲ့ဒါကျွန်တော်မရသေးဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော် level 5မှာပဲဖြစ်ပါတယ်ကဲအခုချိန်မှာတော့ကျွန်တော် rebat လုပ်မှာဖြစ်ပါတယ်ကျွန်တော်မှာ level 15လဲပြောင်းပြီပေါ့နော်ဖလားကတော့46ခုရှိပါတယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ဖမ်းမှာပါဒီဖမ်းတာလည်းများရွတ်ဖမ်းလာတယ်ဒါတော့ကျွန်တော်တက်တယ်တော်တော်များသွားပြီပေါ့နော်အဲ့တော့ကျွန်တော် rebat တွေပါနေရဆက်လုံးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ခဏလောက်ပဲဖြစ်ဖြစ်ဖမ်းမှာဖြစ်ပါတယ်ကဲအခုချိန်မှာတော့ကျွန်တော် level 15ပြန်ရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ပြေးမှာဖြစ်ပါတယ်ပြေးရမှာပါခဏလေးပြေးမှာပါဟိုကဘယ်လောက်လဲမသိဘူး100နော်ဖလား100ဆိုရပြီတော့ဖလား100ရအောင်ပြေးပါမယ် let's go ဘာလဲနီနာကပူချီနာမလာပါနဲ့နော်မလာပါနဲ့ငါမမီဘောဟာတော့ရပါတော့လမ်းကမကောင်းဘူးဗျဟာလူတီဝါတော့ဘာဖြစ်ချက်ပြီးကွာပြေးဘာလဲရီနာကပူချီနာโอเคဆက်ပြေးမယ်ဗောနော်တောင်တည်းကနေကက်ပြီးရတော့တီးပြန်ပြီတီးရပဲဆက်ရမှာပဲတီးလဲဆက်သွားမယ်အချုံးပေးနဲ့ကြိုးစားလေပြီးစကားများလို့မြောက်ဘာလဲရင်းနဲ့ကပူချီနိုင်ငါပေါ့မလာပါနဲ့ဘောလုံးကျွန်တော်လောနေလို့ဖြစ်နေပါတယ်လောနေလို့တရားဖြစ်မှာဒီโอเคဆိုတော့ဖလား100လောက်ဆိုတော့ညတော့မရအောင်ထင်တယ်15တော့ရတော့မယ်ကွာโอเคငါစကေးနဲ့ဒီညမှာတင်ရကြအောင်ရှိဘူးဟေးလည်းတော့ရှိတော့မယ်โอเค what the fuck တီတော့မှာโอเคဒါဆိုတော့ဖလား20ယူပြီးပြန်ပါမယ်ဆိုတော့ဖလား100ရအောင်စုမှာပဲဖြစ်ပါတယ်yes ဖလား100ပြည့်ပြီယိုးဒီကဖလား100ဆိုတာ39ခုလောက်တက်တယ်ပေါ့နော်တစ်ခါပြီးတာ39ခုဆိုကျွန်တော်တော်တော်များနေပါပြီခင်ဗျာဒီဘက်က25 level 25ပြီးအောင်ဖမ်းမှာပဲဖြစ်ပါတယ်ခင်ဗျာဟာကြားတဲ့အရှင်းကလာလို့နေရကွာမထွင်းတော့ကွာပြီးတာပဲကောင်းတယ်ဟာလေတော်မပြီးမထွင်းတော့ပြီးတော့မယ်တော့မယ်အလုံးကြီးကြောက်စဲကွာရတယ်ကွာရတယ်စတော့များတော့ပဲတော့မှာငါတို့တန်းတော့ထုံနိုင်ပြီဟေးတော့အေးကောင်းတယ်ဒီဘက်ကို level ကသွားတာကွာကောင်သွားတာခုံးဒါပဲကွတိရဲဆိုဒီဘက်ကကျတော့ level 30နဲ့မှ30ကွာ30လောက်မှသွားလို့ရမှာတော့ကျော် level နဲ့အလုံးအဆင်မပြေသေးဘူးကျော် level 24ပဲရှိသေးရပေါ့နော်ကျော်ဒီနေရာမှာပဲတစ်ခါတည်း fan လိုက်တာကောင်းမှထင်တယ်တော်ရီကွာမထိန်တော့ဘူးသွားပြီ okay ဒီဘက်လုံးမယ်ရောအမကြောင် level တွေအစပြန် fan ရပါမယ်ဒါပေမဲ့မြန်တယ်ပြတော်တော်ကြီးလို့မြန်တာခဏလေးနဲ့ level 10ရောက်တော့ရှောက်သွားပြီ level 10 okay
okay အဲ့တော့ကျွန်တော် level set fan ပါပြီဗျာနောက်ခါ reverse လုပ်ဖို့ကတော့လို့မယ်ပေါ့နော်ကဲအခုဆိုရင်တော့ကျွန်တော် level 22ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ပြီးမှဖြစ်ပါတယ်ခင်ဗျာပြီးထားโอเคပါများကျွန်တော်ခုံတာရပြီဆောက်မယ်ပြီးတာငါ့ကိုပြီးပြောင်းပါမယ်ကဲအောင်လား level 30ဆိုရင်ပြီးရမှာအဲ့တော့ကျွန်တော်နည်းနည်းတော့ဆောက်လိုက်အောင်ကဲအခုဆိုရင်တော့ကျွန်တော် level 33ရှိပါပြီဒီကနိုင်တော့သွားတယ် let's go လိုက်ပြီးတာပါလာပြီဒီကောင်ကစပတ်ပြောင်းလိုက်တာလေကဲဒါကြီးကတော့ level 35ပေါ့နော်35ဟုတ်တယ်မလားဟုတ်တယ်35ထင်တာပဲဟာဒီနေရာကြီးကဒီလိုကြီးလားကွာအော်အေးပါကွာပြီးတာမလိမ့်နဲ့ကပချီနောကြောโอเคဒါတည်းရှင်းနေတော့မင်းခုံဒီကနေခုံပြီးတာငါ့ကိုပြီးခုံဒါပဲတော့နောက်ခါထပ်ပြီးပါမယ်ဒီခါကျရင်တော့ကျွန်တော်တို့ကဖလားကို2000ထိစုမှာဖြစ်ပါတယ် let's go ကျွန်တော်2000ထိစုမှာလို့ပြောခဲ့ပေမဲ့အခု2500ဖြစ်သွားပြီဆိုတော့ကျွန်တော်အခု rebat လုပ်ဖို့ fan မှာဖြစ်ပါတယ်ကျွန်တော် level 61ရောက်လို့ rebat လုပ်တော့မယ်ဆိုပြီးပြင်လိုက်တဲ့အချိန်မှာပဲခုနက wifi လိုင်းကြောက်သွားဖြစ်ပါတယ်အခုကျွန်တော် rebat လုပ်ပါတော့မယ် rebat လုပ်လိုက်ပါပြီခင်ဗျာ rebat လုပ်လိုက်ပြီဆိုတော့ကျွန်တော်အစလည်းပဲရအောင်ပြန်ပြီးတော့ထပ် fan ရပါတယ်ကဲအခုဆိုရင်တော့ကျွန်တော် level 56ကိုပြန်ရောက်ပါပြီဒီတော့ကျွန်တော်ပြီးပါမယ်ခင်ဗျာပြီးပါမယ်ခင်ဗျာโอเคပြီးခါရကျော်ဒါပဲလေကွာပြီးတော့ပွာငါကွာပြီးမိသွားတယ်တဲ့โอเคဒီတော့လည်းတော့ထပ်ပြေးတာပေါ့ကွာပြေးတာငါ့ကိုပြေးတာဟာရအရှိန်လွန်သွားတာတဲ့အေးအရှုံးမပြီးနဲ့ကျိုးသားဆိုတဲ့အတိုင်းပဲထပ်ပြေးမှာကွာပြေးအရှုံးမပြီးတေးပြန်ပြီးရောက်ရင်ပတက်နိုင်ပြီးမယ်ပြေးတာဒီဘက်တောင်လည်းကတ်သွားရတယ်အေးရပြီဒါပဲပြီးထပ်ဆက်ပြီးလိုက်ပြီးโอเคရောက်ပြီပြီးတာဆက်ပြီးโอเคခဏဆောင်ပါမယ်ဒီကောင်ရောဒီမှာ level 45ဆိုရောက်ဆိုငါရဲ့ level နဲ့ easy ပဲโอเคရှိရ level 55လားမသိငါတော့လည်းမစောတော့တေးပြီကွာငါဖလားလေးယူပြီးပြန်လာတာမှအကောင်းကွာโอเคဒီညရဲ့ပြန်ရောက်လာပြီနော်ကျွန်တော်ဒီခါတော့ရအောင်ခုံမှာဖြစ်ပါတယ်ခုံတာထက်ခုံဒါပဲနောက်တစ်ခါခုံတာရောအလေကြောက်တော့မလို့ရအောင်ခုံတာโอเคနောက်ဆုံးမှဒီညရဲ့အောင်သွားပြီပေါ့နော်ရှိရ Oh my god မြန်လိုက်တော့ခွာဒီကောင်ရတော်တော်မြန်လာပဲထပ်စားလာအေးမြန်နေဒီကောင်လိုက်ဘာတိုင်းနဲ့မသိဘူး level ကလည်း85ကျမှ repair လုပ်လို့ရမှာဆိုတော့လေဒါတော့ပဲပေါ့နော်ကျွန်တော်လည်းဟိုကြည့်ထပ်ပြီးမယ်ကွာပြီးထပ်ပြီးအရှုံးမပြီးနဲ့ကျိုးတာပြီးဟာဖလားဆက်ကိုယူမိသွားရတယ်ကွာယူမိသွားတယ်မစော့တော့ဘူးကွာကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့လူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ကျွန်တော်ကတော့ဇွဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ